စူးစမ်းတတ်တဲ့ပရွက်စိတ်လေးနီနီမင်္ဂလာပါကလေးတို့ရေဒီနေ့မှာတော့စူးစမ်းလိုစိတ်ပြင်းပြတဲ့ပရွက်စိတ်လေးနီနီရဲ့ခရီးစဉ်အကြောင်းပြောပြပေးမယ်နော်နီနီဟာတခြားသူတွေနဲ့မတူပဲကဘာကြီးမှာဘာတွေရှိသလဲဆိုတာကိုအမြဲတမ်းသိချင်နေတဲ့သူလေးပါဒီနေ့မှာတော့နီနီဟာအိမ်နဲ့ဝေးရာကိုထွက်လာရင်လမ်းမှာဒုက္ခရောက်နေတဲ့ပိုးကောင်လေးတစ်ကောင်နဲ့တွေ့ပါတယ်ပိုးကောင်လေးကလမ်းပြောက်ပြီးဗိုက်စာနေတာပါနီနီကသူ့မှာပါတဲ့အစာလေးကိုကျွေးပြီးအိမ်ပြန်လမ်းကိုပါစိတ်ရှည်လက်ရှည်လမ်းပြပေးခဲ့ပါတယ်အဲ့ဒီနောက်မိုးတဲထန်စွာရွာချလိုက်တဲ့အခါနီနီဟာတရွက်ကြီးတရွက်အောက်မှာခိုနာရင်စောင့်ဆိုင်နေခဲ့တယ်မိုးတိတ်သွားတဲ့အချိန်မှာတော့ဝါကောင်းကင်ကြီးမှာအလွန်လှပတဲ့တက်တန့်ကြီးကိုနီနီမြင်လိုက်ရပါပြီနီနီဟာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့တက်တန့်ကြီးကိုငေးကြည့်ရင်စူးစမ်းတတ်တဲ့သူတွေအတွက်ကဘာကြီးကတကယ်ကိုအံ့ဩစရာကောင်းပါလားလို့ကလေးတို့လည်းနီနီလေးလိုပဲတခြားသူကိုကူညီတတ်ပြီး